shumbadas ဒီနေ့စိတ်မင်းနှင်းလေးလေ့ကျင့်ကြပါမယ်ပထမဆုံးတစ်လုံးလေးက cancel လို့ဆိုလို့ cancel လုပ်သည့်သူရဲ့စိတ်မင်းနှင်းလေးရပါလိရှိနေတော့ကြည့်အောင်ဆွေကဆိုလို့ထပ်ပေါင်းထဲသည်ဆွေကဆိုလို့ထပ်ပေါင်းထဲသည်ကိုကအဲတို့ထပ်ပေါင်းထဲသည်ဆွေကဆိုလို့ထပ်ပေါင်းထဲသည်ယောဂယောရခုဆိုလို့ကြိုတင်ပို့ကင်လုပ်သည်တိုရီခဲစု cancel လုပ်သည်မိုရှိကိုမီမတ်ရှောက်လာတင်သည်မိုရှိကိုမီမတ်ရှောက်လာတင်သည်မိုရှိကိုမီမတ်ရှောက်လာတင်သည်ဒီမှာလိုတိုက်ပြရတင်ကြအောင်မိုရှိကိုမီမတ်ရှောက်လာတင်သည်အဲ့တော့ပြန်ပြောမယ် cancel လို့ဆိုလို့ cancel လုပ်တဲ့ရဲ့စိတ်မီနေရဘာဖြစ်မလဲဆိုလို့ရှိရင်တိုရီခဲစု cancel လုပ်သည်ပေါ့ cancel လို့ဆိုလို့ cancel လုပ်သည်တိုရီခဲစု cancel လုပ်သည် cancel လို့ဆိုလို့ cancel လုပ်သည်တိုရီခဲစု cancel လုပ်သည်နောက်တစ်ခုဒီခန်းကြီးလေးကဘာလေးလဲဆိုစမ်းကြည့်စို့စမ်းကြည့်စို့အရင်ရက်စမ်းကြည့်စို့အရင်ရက်တခါတလေစမ်းကြည့်စို့မို့တော့ပဲနဲ့ဇန်းကြည့်စို့ဆိုပြီးဖြစ်သွားတည်းရဲ့ဇန်းကြည့်စို့ဆိုရင်တော့ရှေ့ရက်တရက်ကြိုတင်ပြီးဆိုတဲ့အတိတ်ပဲစမ်းကြည့်စို့အရင်ရက်တွေစမ်းကြည့်စို့ရှေ့တရက်မတိုင်ခင်အဲ့တော့လူတကာပါဒါဆိုတော့ကြည့်မယ်စာရီဘလောက်ကြတာနောက်နေ့ရောက်လို့ရှိရင်ရောသွားပြီရောက်ခုကြီးစော့နောက်နေ့စာခီဆိုတာခုနတုံးကစာကီမတဲ့ခုနတုံးကအထိနောက်တစ်ခုခုနိုအာဤတာအခုတလောခုနိုအာဤတာအခုတလောဆိုင်ခင်အခုတလောဆိုင်ခင်ကိုစိတ်မိနစ်လာမင်းခုနိုအာဤတာကိုတွားမိလို့ရရနော်အဲ့ဒီတော့စမ်းကြည့်စောအရင်ရက်တွေကပြောခဲ့တဲ့စကားတွေဆိုတော့ဆိုင်ခင်အခုတလောပေါ့အခုတလောလေးတွေမှာပြောခဲ့တဲ့စကားဆိုင်ခင်အခုတလောဒီအီမာနိုအာယီဒါဆိုလို့ရှိရင်ခိုနိုအာယီဒါဆိုတာကအီမာနိုအာယီဒါအခုလက်တလောလေးတင်ဆိုတဲ့အဓိပ္ပာယ်ပါဝင်နေတဲ့အတွက်ခိုနိုအာယီဒါကိုမရွေးဘူးဆိုင်ခင်အခုတလောစံကြီးဆိုရဲ့ခတ်စိမ့်မီနင်းလေးခက်စင်စင်တူတာဆိုလို့ဆိုင်ခင်အခုတလောပဲရွေးမယ်နော်နောက်တစ်ခုအိုဒိုခါဆုအိုဒိုခါဆုဆိုတာကအန်တူမီနစ်ချင်းချောက်သည့်ကြောင်ရွံ့စေသည်ချင်းချောက်သည့်ကြောင်ရွံ့စေသည်အိုဒိုခါဆုချင်းချောက်သည့်ကြောင်ရွံ့စေသည်အိုဒိုခါဆုချင်းချောက်သည့်ကြောင်ရွံ့စေသည်အာရမြန်မာဟာကတော့ဥဒုကစုချင်းချောက်သည့်ကြောင်ရင်သည်နံပါတ်1ကျောင်းသုံးကအသားမဲလို့အနိုင်ချင်းခံခဲ့ရဘူးတဲ့အီကြီးမဲတို့အနိုင်ချင်းသည်မတက်ရက်ပြီးတော့ငိုနေတဲ့နာခုငိုသည်ကိုဝါရာဆက်ကိုမာရီမတ်ဒုက္ခရောက်သည့်အခက်တွေ့သည်ဘီခူရီရှိမတ်အာတင်သည်ဒါဆိုရင်ဥဒိုရိုကစုချင်းချောက်သည့်ကြောင်ရွံ့စေသည်ဆိုတာကဘီခူရီရှိမတ်တင်သည်ဆိုတဲ့စိတ်မီနင်းသွားတူပါမယ်။အိုဒိုရိုခါစုချင်းချောက်သည်ကြောင်ရွံ့စီသည်ကဘီကူရီရှိမတ်တင်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါမယ်။နောက်တစ်ခုဆိုရီဝါဤကမစားနဲ့အဲ့ဒါကမဖြစ်ဘူးနော်။ဥမာကိုကပတ်စံအေးပြောက်သွားတယ်။ဆိုင်ဖူကိုနာကုရှိမရှိတာပတ်စံအေးပြောက်သွားတယ်။အဲ့ဆိုရင်ကိုဘက်ကဘာပြန်ပြောရမလဲဆိုရင်ဆိုရီဝါဤကမစားနဲ့အဲ့ဒါကမဖြစ်ဘူးနော်။ဗစရဲစကားကိုမြန်သွားမယ်နော်။မသွားလို့ရှိရင်ဘာဖြစ်လို့လဲ။တိုင်ဟန်ပင်မစရာစိတ်ဒုက္ခရောက်စရာတွေကြုံတွေ့ရမှာမို့လို့ဆိုရီဝါဤကမစားနဲ့ဆိုရီဝါတိုင်ဟန်ဒက်စနဲ့စိတ်မင်းနေနော်ဆိုရီဝါဤကမစားနဲ့ဆိုရီဝါတိုင်ဟန်ဒက်စနဲ့စိတ်မင်းနေလေးပါနောက်တစ်ခုယောရှိမတ်ကြိုတင်ပြင်ဆင်သည်ယောရှိမတ်ကြိုတင်ပြင်ဆင်သည်用意します。ကြိုတင်ပြင်ဆင်သည်က準備します。ကြိုတင်ပြင်ဆင်သည်နဲ့အတူတူပါပဲ။နံပါတ်1ကတော့ဂိုင်းရှုခုစုရုအပြင်ထွက်သည်။ဂိုင်းရှုခုစုရုအပြင်ထွက်သည်။ရှုပါစုစုရုထွက်ခွာသည်။ရှုပါစုစုရုထွက်ခွာသည်။နံပါတ်3ကရှုစက်ကိစုရုတက်ရောက်သည်နော်။နောက်တစ်မျက်နှာလေးဆက်သွားရအောင်။ဦးရှိနာဦးဆုံးရှုံးသည်နှစ်လောက်ပေါင်းတင်လာတဲ့လူကကိုယ့်ရဲ့ယောက်ျားအဲ့ဒီယောက်ျားကိုနောက်တစ်နေ့နေမှာပဲဦးရှိနာဦးဆုံးရှုံးသွားလိုက်ရတယ်နော်
အိုတိုယောက်ျားဦးရှိနာဦးဆုံးရှုံးသည်သူရဲ့စိတ်မီနင်းလေးကိုသွားကြည့်မယ်တဲနီအီရဲလူဆိုတာကလက်ဝယ်ရရှိသည်တဲနီအီရဲလူဆိုတာလက်ဝယ်ရရှိသည်နာခုစုကပျောက်သည်နာခုစုကပျောက်သည်ဟဲရာစုကရှော့ချသည်ဟဲရာစုရှော့ချသည်ဖူယာရှိမတ်ကတိုးပွားအောင်လုပ်သည်အဲ့တော့ဦးရှိနာဦးဆုံးရှုံးသူရဲ့စိတ်မီနင်းကနာခုစုပျောက်ဆုံးသည်ပေါ့ဦးရှိနာဦးဆုံးရှုံးသည်နာခုစုပျောက်ဆုံးသည်ဦးရှိနာဦးဆုံးရှုံးသည်နာခုစုပျောက်ဆုံးသည်နောက်တစ်ခုစာဝါကရှိဤစုညံတော်သူ့ရဲ့စိတ်မီနင်းနေရဘာလဲဆိုလို့ရှိရင်စိုးစိုးရှိဤစုညံတော်စိုးစိုးရှိဤစုညံတော်ယာခမရှိဤစုညံတော်ပြီးရင်စာဝါကရှိဤစုညံတော်ဥရုစာဤစုညံတော်စုညံနာရဲ့စိတ်မီနင်းကစိုးစိုးရှိဤစုညံတော်ယာခမရှိစုညံတော်စာဝါကရှိဤစုညံတော်ဥရုစာဤစုညံတော်နော်နောက်တစ်ပုဒ်ခိုင်းကိုင်းဆိုတာပင်လယ်ကမ်းဆက်ခိုင်းကိုင်းပင်လယ်ကမ်းဆက်နိုင်ငံခြားခိုင်းကိုင်းပင်လယ်ကမ်းဆက်အဲ့တော့ပင်လယ်ကမ်းဆက်တည်ပြည်ပကြီးဆိုတော့ဘာဖြစ်သွားမလဲဆိုရင်ဂိုင်းကိုကူပေါ့ဂိုင်းကိုကူနိုင်ငံခြားခိုင်းကိုင်းပင်လယ်ကမ်းဆက်ပင်လယ်ကမ်းဆက်ကနေထွက်ပြီးအလုပ်လုပ်ချင်တာဂိုင်းကိုကူဆိုတဲ့နိုင်ငံခြားမှာအလုပ်လုပ်ချင်တာနော်စေကိုင်းကျူးဆိုတာတကဘာလုံးတူကိုင်းညူကြီးပြကြီးဒိုင်းခိကျော်လုပ်ငန်းအကြီးအစားအတမျက်နှာလေးစသွားရအောင်ခိုနိုးကောတို့အခုတလောခိုနိုးကောတို့အခုတလောရဲ့စိတ်မီနင်းကအီမာကောတို့အခုတလောကိုနိုးကောတို့အခုတလောအီမာကောတို့အခုတလောအခုလက်ရှိအခုအချိန်လေးအတွင်းကိုပြောချင်ရင်ကိုနိုးကောတို့အီမာကောတို့အခုတလောနည်းနည်းလေးကြာညောင်းသွားတဲ့အခုလိုယာယီအချိန်လေးကိုပြောချင်တယ်ဆိုရင်တော့စိုင်းခင်ကိုရွေးနော်အခုကနည်းနည်းလေးကြာသွားတာမျိုးမဟုတ်ဘဲနဲ့အီမာလက်ရှိအခြေအနေလေးကိုပြောချင်နေတဲ့အတွက်ကိုနိုးကောတို့အီမာကောတို့နော်နောက်တစ်ခုအားရှိအောင်လို့အခုသမင်းနေထက်ထည့်စားမယ်ကိုကအဲတို့ထပ်ပေါင်းထည့်သည်ထပ်ပေါင်းထည့်တယ်ဆိုမှတော့ဤတဲ့တို့ထည့်သည်ပေါ့စာဆိုရီမတ်ကဖိတ်ခေါ်သည့်အဖော်ဆက်သည်နော်ဆိုခုဖဲသည့်ချန်သည့်ချောင်းကြည့်သည့်ရင်ဆိုင်သည့်အဲရာဘူးရွေးချယ်သည်နော်ဆိုခုလေးလည်းကြက်နော်မသိရမှန်သမျှအကုန်ကြက်နော်ဒါလေးအဆောင်မိုးပေါ်မှာထွက်တာများတယ်じゃあ皆さん、今日はこれまでにします。お疲れ様でした。ありがとうございます。また明日ね。